မင်္ဂလာပါဒီနေ့မှာတော့လူတိုင်းသုံးနေကြတဲ့ Facebook ရဲ့ AI နည်းပညာအကြောင်းကိုပြောပြချင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင် Facebook ကိုသုံးနေရင်ဘာကြောင့်ဒီလိုတွေဖြစ်နေလဲဆိုတာတော်တော်လေးနားလည်လာပါလိမ့်မယ် Facebook AI ဆိုတာကလူလူစဉ်းစားနိုင်အောင်ဖန်တီးထားတဲ့ Artificial Intelligence AI ဉာဏ်တုနည်းပညာကို Facebook platform ထဲမှာထည့်သုံးထားတာဖြစ်ပါတယ်အခုလက်ရှိမှာ Facebook ကို Meta ဆိုတဲ့ကုမ္ပဏီကပိုင်ဆိုင်ထားပြီးတော့ဒီ AI ကို Meta AI လို့လည်းခေါ်ပါတယ်ဒီ Meta AI ကို Facebook တစ်ခုတည်းမှာလည်းမဟုတ်ဘဲနဲ့ Instagram, Messenger, WhatsApp စတဲ့ application တွေမှာလည်းအသုံးပြုနေပါတယ် Facebook ကိုဖွင့်လိုက်တာနဲ့ကိုယ်စိတ်ဝင်စားတဲ့ post တွေတက်လာတယ်ဆိုတာဒါတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး Facebook AI ကခင်ဗျားလုပ်နေတဲ့အဖြစ်မှုတိုင်းကိုအချက်လက်ဖြင့်လေ့လာနေတာဖြစ်ပါတယ်ဥပမာခင်ဗျားကဘယ် post ကို like react ပေးထားတယ်လဲဘယ် video ကိုအဆုံးထိကြည့်တယ်လဲဘယ် post မှာ comment ရေးလဲဘယ်အကြောင်းအရာမှာကြာရက်ပြီးကြည့်လဲဒီအချက်လက်တွေကိုစုပေါင်းပြီး AI ကဒီလူကဒီလို content တွေကိုကြိုက်တယ်ဆိုပြီးသတ်မှတ်တာဖြစ်ပါတယ်အဲ့ဒီနောက်ခင်ဗျားတို့ရဲ့ new feed ကို AI ကအလိုလျောက်စီစဉ်ပြီးပြပေးတာဖြစ်ပါတယ်ဒါကြောင့်တယောက်နဲ့တယောက်အကြိုက်တွေမတူကြသလို new feed တွေလည်းမတူကြတာဖြစ်ပါတယ်တခါတည်းမှာ Facebook ပေါ်မှာပွဲဖြစ်နေတဲ့သူတွေရဲ့ post တွေကိုအထက်အောက်တွေ့ရတာကတိုက်ဆိုင်မှုမဟုတ်ပါဘူးဘယ်သူတွေကဘာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လူတွေစိတ်ဝင်စားမှုရရှိနေတယ်ဆိုတော့ AI ကသိပြီးတော့လူတွေစီကိုအဲ့ဒီအကြောင်းအရာတွေကိုရည်ရွယ်ချက်ရှိအထက်အောက်တွဲပြီးတော့ကိုပြပေးတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ Facebook ကိုလူသုံးများမှသာသူ့ရဲ့ business ဖြစ်တဲ့ကြော်ညာတွေကိုအခါကြီးငွေနဲ့လက်ခံပြီးတော့လူတွေကိုပြပေးနိုင်မှာဖြစ်ပါတယ်ဒီလိုမျိုးလူစိတ်ဝင်စားအောင်လုပ်ပေးနိုင်တဲ့ account page ပိုင်ရှင်တွေကိုလည်း Facebook ကပတ်စံပူပြီးပေးပါတယ်ဒီလိုပတ်စံရအောင်လည်း account page ပိုင်ရှင်တွေကလူစိတ်ဝင်စားအောင်ပွဲစုအောင်လုပ်ကြပါတယ်ဒီလိုနဲ့တန်တရားလဲနေတာဖြစ်ပြီးတော့ခင်ဗျားတို့ကတော့ဘာမှမသိဘဲနဲ့ကိုသုံးချခံနေရတာဖြစ်ပါတယ်အခုလက်ရှိမှာတော့ Facebook မှာ Reel နဲ့ Video Content တွေကိုအရန်ဦးစားပေးနေပါတယ်ဒီလိုဦးစားပေးရတဲ့အကြောင်းရင်းက Facebook AI က Video တွေကိုကြည့်တဲ့ Watch Time ကိုအသုံးပြုပြီးလူတွေကိုဘလို့ New Feed တွေပြရမလဲဆိုပြီးသုံးသပ်တဲ့နေရာမှာအသုံးပြုနေတာကြောင့်ဖြစ်ပါတယ်ခင်ဗျားတို့က Video တစ်ခုကိုအဆုံးထိကြည့်ရင်ဒါမှမဟုတ်အဲ့ Video ကိုကြိုက်လို့ပဲဖြစ်ဖြစ်နောက်တစ်ခေါက်ပြန်ကြည့်မယ်အဲ့ Video ကိုကိုယ့်ရဲ့မှာ share လိုက်မယ်ဆိုရင် AI ကဒီ Video တွေကလူစိတ်ဝင်စားတယ်ဆိုပြီးတော့စက်မှတ်ပြီးတော့လူတွေအများကြီးရဲ့ new feed ကိုပို့ပေးတာဖြစ်ပါတယ်။ဒါကြောင့် creator တွေအနေနဲ့ AI ကိုနားလည်ပြီးတော့ content တွေဖန်တီးမယ်ဆိုရင် reach ဖို့အရန်လွယ်ပါတယ်။ခါတည်းမှာကိုယ်စိတ်ထဲမှာတွေးထားတဲ့အရာတွေကို Facebook ကကြော်ညာအနေနဲ့ပြပေးတတ်ပါတယ်။ဒါက Facebook ကခိုးပြီးနားထောင်နေတာမဟုတ်သလိုတိုက်ဆိုင်မှုတခုလည်းမဟုတ်နေပါဘူး။ Facebook AI ကခင်ဗျားကြည့်ခဲ့တဲ့ page တွေ search လုပ်ခဲ့တဲ့အရာတွေ react လုပ်ခဲ့တဲ့ content တွေကိုအခြေခံပြီးတော့ဒီအကြောင်းအရာတွေကခင်ဗျားစိတ်ဝင်စားနိုင်တယ်ဆိုတာသုံးသပ်ပြီးတော့ကြော်ညာအနေနဲ့ပြပေးတာဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့ Facebook AI က customer တွေစီကို engagement ရအောင်အရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်နေတယ်လို့ပြောလို့ရပါတယ်။ဒါအပြင် Facebook မှာမသိတော့တဲ့ content တွေကိုလူတွေစီကိုမပြခင် AI ကအရင်စစ်လေရှိပါတယ်။ဥပမာအကြမ်းဖက်မှုအကြောင်းအရာတွေအမုန်းတရားကိုဖြစ်စေပြီးတော့ပြဿနာဖြစ်စေနိုင်တဲ့အကြောင်းအရာတွေလေလည်မှုတွေမသိတော့တဲ့ပုံတွေဗီဒီယိုတွေဒါတွေကို AI ကမသိတော့ဘူးလို့သတ်မှတ်ရင်အဲ့ဒီ post တွေကိုဖျက်ပစ်တာအဲ့ဒီ post တွေရဲ့ reach ကိုချပစ်တာအဲ့ဒီ post ပိုင်ရှင် account တွေ page တွေကိုသတိပေးတာတွေလည်းလုပ်လို့ရှိပါတယ်ဒါမျိုးတွေမကြာခဏဖြစ်လာရင်တော့ account page တွေကိုလည်းဖျက်ချတာတွေလည်းလုပ်နိုင်ပါတယ်ဒါကြောင့်အသုံးပြုသူတွေအနေနဲ့လည်း Facebook ရဲ့ဒါ community standard ကိုလည်းနားလည်ထားဖို့အရေးကြီးပါတယ်နောက်တစ်ခုကဒီ Facebook AI ကခင်ဗျားရဲ့ content ကိုဒါအကြီး content ရဲ့အကြီးတွေကမကောင်းဘူးမသိတော့ဘူးဆိုသတ်မှတ်လိုက်တယ်ဆိုရင်လည်း reach တွေကိုအလိုလျောက် short ချတာကိုခံရနိုင်ပါတယ်ဒါကြောင့် copy content တွေ information မမှန်တဲ့အကြောင်းအရာတွေကိုလည်းဒါသတိထားရမှာဖြစ်ပါတယ် Facebook AI ကိုအကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင်တော့ Facebook ပေါ်မှာအလုပ်လုပ်နေတဲ့ creator တွေစီးပွားရေးလုပ်ငန်းရှင်တွေအတွက်အကျိုးအများကြီးရှိမယ်ဆိုတာသိကြပါတယ်အဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်